Hello ဒီနေ့ vlog လေးကတော့တိုက်ကြီးကနေ8မိုင်9ပါလုံးဝေးတယ်အောင်ချမ်းသာဓမ္မဦးရင်ရဲ့တိုက်ကြီးရေကွန်သွားမှာပါမုတ်တီရောအတီးရေရောစုံစုံစီစီနဲ့မိသားစုနဲ့အတူပြောပွဲစားထွက်တာပါပေါ့နော်ရောက်သွားတဲ့အခါမှာတော့ရေကွန်နေနေလေးပေါ့မရအပေါ်ကနေကြည့်ပြီးတော့အသေးတွေရာနေပြုတ်ကြမှာဆိုလို့ပေါ့နော်ဟောက်တော့လုံးပြလိုက်တယ်ဒုတိယဓမ္မပဲထိုင်လိုက်ပါတဲ့မြကလေးလို့ဆိုလို့ထိုင်ပြလိုက်ရတယ်ပေါ့နော်အမတော့ရိုက်ပေးနေရဗီဒီယိုရိုက်တယ်လားပို့တိုရိုက်တယ်လားမသိဘူးကိုကတော့ပို့လေးစုံစုံလေးနဲ့တပို့စီပြီးတပို့ပေးနေရပေါ့နော်အမကိုလည်းရိုက်ချင်နေဆိုလို့ဒါရိုက်ပေးလိုက်တယ်ပေါ့နော်ကိုကတော့ကင်မရာမပြတ်ဖြစ်သွားတာပေါ့ဟောပြေးသွားပြီကဲ3 2 1ကဲရှောက်လာပြီဟုတ်တယ်ပေးများပြီးတော့ရှောက်လာတယ်သူ့ကောက်မှာတော့အဆွေးတလိုက်တင်မယ်ပေါ့ဒီဘက်ကနေပြီးတော့ bla ဆိုပြီးတော့တင်ချောက်လိုက်တယ်ဟုတ်တယ် post ပေးရအရင်လှနေပြီဟောနောက်တစ်ခေါက်ကြိုက်တော့ထပ်ရှောက်အောင်မယ်ဆိုလို့အော်အဲ့လိုလေးရိုက်ချင်တယ်ဆိုလို့ဆွဲပြီးတော့ရိုက်ပေးလိုက်တယ်ပေါ့နော်တပြက်ထပ်ရှောက်တယ်ဟိုဘက်ကလည်းရေချိုးတာအကျိတ်နဲ့ကြာဆိုလို့ဒီဘက်ကလည်းရိုက်တာအကျိတ်နဲ့ကြာပါတယ်ပေးတယ် post ပေးတယ်ခုနကလေးကလူမရှင်းလို့ဆိုပြီးတော့နောက်ထပ်တစ်ခေါက်လမ်းထပ်ရှောက်တယ်ကဲလဲပြီးတော့တဲ့အခါမှာတော့ချင်းရလို့ဆိုပြီးတော့မပြတ်တောင်ထပ်ပြီးတော့သွားပါတယ်လမ်းလေးရတယ်ကြီးလိုက်အောင်လှလိုက်တာပေါ်ရောက်တဲ့အခါမှာတော့တကယ် relax ဖြစ်သွားတာပါအရန်လှတယ်ဟောဒီမှာကြည့်လိုက်ပါဖုန်းထဲမှာကျတော့လေမိုးရီအုပ်နေရဆိုတော့တိတ်ပြီးတော့တဲတဲကွက်မမြင်ရအောင်ပေါ့နော်အပြင်မှာတကယ်လှပါတယ်ဒီလိုလှတဲ့ရှူကင်းနေရမှာဗီဒီယိုကတော့မဖြစ်မနေရိုက်ရမှာပေါ့နော်ယူမီကတော့ဗီဒီယိုရိုက်နေအောင်မသိဘဲနဲ့ကင်မရာကြီးကြောပေးပြီးတော့စကားတွေပြောနေတာပေါ့နော်ဘာတွေပြောလို့ပြောနေမှလည်းမသိဘူးဒီဘက်ကိုလှည့်ကြည့်လိုက်တော့မှအော်ကင်မရာရိုက်နေတာဆိုတော့သိတာပေါ့နော်တကယ်လှတာကြည့်ပါဦးယူမီရိုက်ပြီးသွားပြီဆိုတော့မမလည်းပေါ့နော်ခုနရိုက်ထားပေးတဲ့ဗီဒီယိုလေဒီလောက်ရှုကင်းရောလူရောလှအောင်ရိုက်ထားပေးတဲ့ဟာမကြိုက်ဘူးတဲ့ထပ်ရိုက်ပေးပါဆိုတော့ထပ်ရိုက်ပေးရရှူကင်းလေးမောကြည့်လိုက်မယ်အပေါ်တိမ်မောကြည့်လိုက်မယ်အဲ့လောက်ထိပေမများနဲ့ဒါလေးကတော့ funny လေးတစ်ပြက်ပေါ့နော်ရှူကင်းတွေကိုခန်းစားလို့မှမပြီးသေးဘူးမိုးတွေတဲကြီးမင်းကြီးရွာချလာလို့ပြန်ပြေးခဲ့ရပါတယ်ဗီဒီယိုတော့မရဖြစ်တော့ဘူးပေါ့နော်ကျေးဇူးတင်ပါတယ်ရှင်တတာ